ကျော်ဟင်းရုပ်ရှင်မင်းသားကျော်ဟင်းမဟုတ်ဘူးလေကုမ္ပဏီကျော်ဟင်းတတိကြီးပေါ့သောတာပန်သူဖြစ်ချင်တယ်2014ခုနှစ်မှာသောတာပန်ဖြစ်လို့ပြန်သူကဒီလိုတွက်တယ်သူတက်ပုံကငယ်ငယ်ရှိသေးတယ်အသက်40ကျော်လောက်ကလေးရှိသေးတယ်ဖြူဖြူနဲ့နဲ့လေးဖုံဖုံကြည့်သူကကုမ္ပဏီကကြည့်နေတယ်သူပြောတဲ့လေးတွေသိကောင်းတယ်သူတန်ဝေကယူပုံနဲ့ဒါမှမဟုတ်တရားရမဲ့လူဟာလေတောက်မဲ့မိခဲ့တရေရဲဆိုတာသိမှန်သူပြောကွက်ကလေးတွေဖုံဖုံနာကြည့်အရန်လေးနဲ့တဲ့အပိုင်းပြစကားထဲမှာလေပွားပြောတဲ့စကားရှိတယ်ကြစ်ပြောတဲ့စကားရှိတယ်အထက်ထဲမှာလေးလေးနဲ့အနှစ်သာရရှိတဲ့စကားရှိတယ်စကားတစ်လုံးနဲ့မှာအဲ့ဒါကိုဘုံဘုံတော့ဖမ်းသူပြောတာတစ်ခါလေလေးလေးနဲ့ရှိတဲ့စကားတစ်လုံးဘာပြောလဲကျွန်တော်ဟာတဲ့ကုမ္ပဏီဘဝကနေထိုင်ကြည့်တဲ့အခါကျတော့ခွေးတွေတဲ့ဟိုကဒီသူ့ရဲ့အဆောင်လျှောက်တွေကလိုက်ရိုက်တယ်ခွေးတွေရှုပ်တယ်သူကလက်ပိုက်ကြည့်နေငါလည်းတစ်ချိန်ကအခုလိုတော့တတိကုမ္ပဏီပိုင်ရှင်ဖြစ်ငါလည်းတစ်ချိန်ကခွေးဖြစ်ခဲ့မှာပဲခွေးဖြစ်လေဟိုလူကရိုက်ခံဒီလူကဒေါင်းနဲ့ပြစ်ဘဲနဲ့ရိုက်ခံခဲ့ရမှာပဲငါလည်းခွေးဖြစ်တဲ့ဘဝတွေများခဲ့မှာပဲသူတွေးနေတယ်ဒါတတိနော်သူတွေးဖို့တွေးနေ